တော်မီပွင့်ပြီးပြိုဟိုးမြောက်ပြန်လေးကအချက်ပေးကျုံမေးတစ်ချောင်းလဲလဲကြည်အောင်ဆိုအမန်တထက်ကရှေ့ပတ်ခံသူတွေရဲ့ကားလေးနဲ့လဲပတ်သူတွေရဲ့အပန်းကန်ကိုယ်တွေပန်းစင်ကလှပြလို့အလှပြလို့ချောကလျာတို့ရေစိုးစိုး